မနက်ပိုင်းအတန်သွင်းရမို့လို့နောက်ခံတန်လေးပါနေလို့ရှိရင် sorry ပါအခုနောက်ထပ်ဂျာမန် alphabet ၄လုံးဒီဂျာမန် alphabet ၄လုံးမှာ ROO ဆိုတဲ့အပေါ်လေးကအဆက်20အဲ့ဒီအဆက်20ကိုသူက omlaut လို့ခေါ်တယ် omlaut ဆိုတာအတန်ပြောင်းအမှတ်သားပေါ့အဆက်20ကို omlaut လို့ခေါ်တယ်အဲ့ဒီ omlaut လေးပါလို့ရှိရင်သူ့ရဲ့အတန်ထွက်ကပြောင်းသွားမယ်အခု R ရဲ့ပုံမှာ omlaut တင်လိုက်လို့ရှိရင်သူ့ရဲ့အတန်ထွက်က A ဆိုဖြစ်သွားတယ် R omlaut A လို့ခေါ်တယ်နောက်တစ်ခု O omlaut O ရဲ့ပုံမှာဆက်လက်တင်လို့ရှိရင် O omlaut O omlaut ကို O နဲ့ U နဲ့ကြားတဲ့အတန်လေးဆိုတာတခါတည်းဆက်ပြီးတော့ထွက်လိုက်တာကိုပြောတာ O U U O omlaut U O omlaut ကနှခမ်းလေးဝိုင်းသွားမယ် U အဲ့ထွက်ကြည့်နော်နောက်တစ်ခုကကြတော့ U omlaut U omlaut ကကြတော့သူက U omlaut EU ကြားတဲ့အတန်လေးဆက်တက်ထွက်သွားမယ် EU EU ဆိုတဲ့အတန်လေး EU ဆိုတဲ့အတန်လေးကဲပြန်ထွက်ကြည့်မယ်ပေါ်မှာစနစ်တင်တာ R omlaut A O omlaut U U omlaut U နောက်တစ်ခုကကြတော့ဘီတာပုံလေးကကြတော့သူ့ရဲ့ဟာကိုနောက်တစ်မျိုးခေါ်တရကြတော့ S နှလုံးပေါ့ S နှလုံးကိုကြတော့သူက SS လို့ခေါ်တယ်ဘီတာကိုလည်းဘယ်လိုခေါ်လဲဆိုလို့ရှိရင် SS ပဲခေါ်တာ asset ဘီတာကိုကြတော့ asset SS လို့ရေးပြီးတော့သူက asset လို့ခေါ်တာထီတန်လေးနဲ့ဆိုမယ်ပေါ့နော်ထီတန်ပေါ့ဂျာမန်လို့ဆိုလို့ရှိရင်အဲ့တော့မှတို့တွေကဒီရေးမယ်ဆိုလို့ရှိရင်ကွန်ပျူတာနဲ့စာပို့မယ်တော့ဖုန်းနဲ့စာပို့မယ်တော့ဆိုတချို့ဖုန်းတွေရေးလို့မရတာရေးရခက်နေရရှိမယ်အဲ့ဒါဆိုရင်ဘယ်လိုမျိုးအင်္ဂလိပ်စာလုံးနဲ့ပဲပို့မယ်လဲဆိုလို့ရှိရင် R omlaut A ကို R A ဆိုပြီးတော့ရေးပို့လို့ရတယ် O omlaut U ကို O A ဆိုပြီးတော့ရေးပို့လို့ရတယ် U omlaut U ကို U A ဆိုပြီးရေးပို့လို့ရတယ်နောက်တစ်ခုဘီတာပုံလေးဖြစ်တဲ့ asset ကို S နှလုံးရေးပို့လို့ရတယ် SS ဆိုပြီးတော့ရေးပို့လို့ရပါတော့เนาะ